လင်ဘေးတင်ပြည်သူများအတွက်ကိုသမီးအနေနဲ့မတီငွေ300နဲ့အတူတူဒါစားတောက်ဖွဲ့ရများကိုတွားရောက်လှူဒန်းမှာပဲဖြစ်ပါတယ်အခုကတော့ပထမဦးဆုံးကိုလည်းပထမဦးဆုံးတွေ့ကြုံခဲ့ရတာဆိုတော့ဘာလှူရမလဲမသိဘူးပေါ့နော်ပထမဦးဆုံးအနေနဲ့စားဖို့တောက်ဖို့အမြန်လွယ်ကူတဲ့ဟာမျိုးတွေကိုပဲသမီးအနေနဲ့ပြင်ဆင်ထားပါတယ်ပေါင်မုတ်တွေပါမယ်ဆန်ပြုတ်တွေပါမယ်ဒီမှာကွေကားတွေပါမယ်ခောက်ဆွဲဘူးတွေပါမယ်ရေတံဘူးတွေပါမယ်ပေါ့နော်အခုကတော့ပထမဦးဆုံးအလှူဆိုတော့ဘာလေးလူရမလဲမသိဘူးပေါ့နော်ကိုယ်တိုင်လည်းအဲ့နေ့ကကြုံခဲ့ရတာပေါ့ကိုယ်တိုင်လည်းအဲ့နေ့မန်းလေးမြို့မှာပဲအဲ့နေ့ကရောက်နေတဲ့အချိန်မှာအဲ့လိုမျိုးဖြစ်သွားတဲ့အချိန်မှာအပြန်မှာတော်တော်ဆူဆူဝါးပြက်စီးနေတာတွေ့ခဲ့ရတယ်ပေါ့အခုချက်ချင်းပဲလူဖို့အတွက်ကိုပြင်ဆင်ရတာပေါ့နော်အခုမိုင်းလားထုတ်ပေးပါအောင်အဲ့ဒါအခုငွေသားတွေပါမယ်ပေါ့နော်အမလေးမြတ်စွာဘုရားငွေသားတွေပါမယ်အဲ့လိုမျိုးလက်ရှိမြန်စားလို့တောက်လို့ရမယ့်ဟာကိုပဲအဓိကဦးစားပေးပြီးတော့အခုလူမှာပဲဖြစ်ပါတယ်တကယ်လို့နောက်လာမယ့်အလူရှင်တွေကိုလည်းသမီးအနေနဲ့အခုသွားလူတဲ့အခါမှာဘာတွေလိုအပ်လဲဆိုတာသမီးအနေနဲ့အသေးစိတ်ပြန်ပြောပေးပါမယ်လမ်းအခြေအနေရောပေါ့နော်အကုန်လုံးပြန်ပြောပေးပါမယ်အခုကတော့ချက်ချင်းထုတ်ပြီးတော့အခုချက်ချင်းသွားလူမှာပဲဖြစ်ပါတယ်မိုက်ထဲတော့ဘယ်ရောက်သွားလူတွေကဘယ်ရောက်သွားပေးအေးပေးမိုက်စမှာမလားအဲ့ကသေးနေသလားရေတန်းကတခုထည့်ထားတယ်ငါတို့ကရေတန်းကနေလာထည့်လိုက်လားလာပါပြီမန်းလေးတော်တော်ဆိုးတယ်ဟုတ်တယ်မန်းလေးလည်းဆိုးတယ်စကိုင်းလည်းများတယ်ဟုတ်တယ်ရော့တော့ကိုလေးကလိုက်ခဲ့ရမှာလေလိုက်ခဲ့ရမှာဟိုမှာပရိုက်တာအတင်းနဲ့တခါတည်းဆက်ချိတ်ဆက်ပြီးတာသူတို့အကုန်လိုက်လုပ်ပေးမှာတဲ့လူပဲနေရာတွေလဲသူတို့လိုက်ပို့ပေးမှာတဲ့ကဲဆယ်ရေးအတင်းပြီးတော့ကိုထည့်လိုက်ဒီဘက်ကနေထည့်လိုက်အမလေးပြောပြအောင်မယ်ရေဘေးတော့ကလည်းတော့အလှမခံမဲနဲ့ဒါညီမလေးလူကျင်လို့ဆိုပြီးတော့အဲ့လိုမျိုးချက်ချင်းပဲအချင်းတစ်ခုခုဖြစ်ပြီးဆိုလို့ရှိရင်ဝိုင်းဝန်းကူညီပေးကြတဲ့ဒါဗမာပြည်ရဲ့ဒါစိတ်ထားလေးတစ်ခုကိုဒါဖော်ပြတဲ့အနေနဲ့ပေါ့နော်သူတို့တဦးချင်းပြောပေးချင်ပါတယ်ဘာလို့လဲဆိုတော့အခုလိုအလှမခံမဲနဲ့လှမ်းပြီးတော့ထည့်ပေးတဲ့အတွက်ကျေးဇူးလည်းအများကြီးတင်ပါတယ်အခုမြစ်ကြီးနားမျိုးမဆန်းဦးမှ30ကျပ်ပေါ့နော်သူဆိုလို့ရှိရင်ရေဘေးတုန်းကလည်းလှူတယ်အခုလည်းဒါထက်လှူတယ်ဒီအဆိုတော်နန်းဟန်တီနွယ်တဲ့ရန်ကုန်အရှိတကုံပေါ့နော်အခုလက်ရှိကတော့သူကဘန်ကောက်မှာနေတာပေါ့သူကနေပြီးတော့အဲ့လို9သိန်းလမ်းပြီးတော့လှူပါတယ်ပြီးလို့ရှိရင်မလေးရှားရှားအလံမှာတငယ်ချင်းတစုကလည်း3သိန်းခွဲကျပ်တယ်ပြီးလို့ရှိရင်ကိုနိုင်လင်းနဲ့တွန်တေးမျိုးမှာ3သိန်းကျပ်တယ်ကိုပြည့်စုံဦးတဲ့မအီခိုင်းနဲ့ခိတ္တလာအိုမှာ3သိန်းကျပ်ပြီးရင်ကိုစောမျက်နှောင်မှာ3သိန်းကျပ်ပေါ့အဲ့ဒါကတော့လုံးဝအလှမခံပါဘူးဒါသူတို့ကသူအဲ့လိုမျိုးလှူပေးပါအောင်သူတို့ကလည်းအဝေးရောက်နေတာဆိုတော့မလှူနိုင်ကိုလည်းသွားလှူမှာဖြစ်တဲ့အတွက်ဒါခါတည်းပဲအဲ့လိုသူတို့ရဲ့ဒါအလှငွေလေးတွေသွားရောက်လှူပေးတာလည်းပါပါတယ်ဒါနောက်ထပ်ကြံခဲ့တာကတော့ခိတ္တမြောက်ရီမျိုးရောက်တဲ့ဒေါ်တန်းရွက်ဒါအလုံးလေးမိသားစုအနေ2သိန်းကျပ်ဒါလှူဒန်းပေးထားတာလည်းပါပါတယ်နော်အခုကတော့သွားရောက်ပြီးတော့လှူဒန်းဖို့အတွက်ပြင်ဆင်နေတာပဲဖြစ်ပါတယ်မိသားစုလိုက်ဝိုင်းဝန်းပြီးတော့ကူညီပေးတာပေါ့နော်ဒီထက်မှာပါဒီလိုမျိုးအဲ့လိုမျိုးစာအိတ်လေးတွေနဲ့ပေါ့နော်စာအိတ်ရှားကြော်ပါတယ်တော့အခုမှသွားမှဆိုတော့မိုင်းလာဒါဝိုင်းထည့်ပြီးဦးထည့်ပေးမယ်လေဒါမဲ့ဒီကမပြီးဘူး